အားလုံးပဲမင်္ဂလာပါရှေ့ကဗီဒီယိုတွေမှာကြီးနဲ့တရားပေါင်းဆက်ခြင်းသင်ခန်းစာတွေကိုလေ့လာပြီးသွားပြီဖြစ်တဲ့အတွက်အခုသင်ခန်းစာမှာတော့စုံတယောက်လို့ခေါ်တဲ့အတန်းလေးအတန်းထားအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အတန်းလေးအတန်းထားမှာဆိုရင်ကြီးနဲ့တရားပေါင်းဆက်ပြီးမှထွက်ပေါ်လာတဲ့အတန်းကိုအတန်းသင်္ကေတ၄မျိုးနဲ့ခွဲခြားအတန်းထွက်ဆိုခြင်းပဲဖြစ်ပါတယ်ဒီအတန်းထားအကြောင်းကိုကျွန်တော်တို့စတင်လေ့လာတော့မယ်ဆိုရင်ပထမထားမှာကကျွန်တော်တို့ phonetic သင်္ကေတမှာတန်ထား၅မျိုးရှိတယ်ပေါ့အတန်သင်္ကေတကတော့ကျွန်တော်တို့ဒီ၄မျိုးတည်းရှိပါတယ်တန်သင်္ကေတတွေကဘာတွေလဲဆိုတော့ဒီနံပါတ်1အတန်ပေါ့နံပါတ်1တန်လို့မှတ်ထားရအောင်နံပါတ်1တန်ကိုတန်ပြင်လို့ခေါ်တယ်တန်ပြင်ဆိုတာကဒီမှာပြင်ဆွဲထားတဲ့အတန်သင်္ကေတလေးနဲ့ဒါလေးကိုတန်ပြင်လို့ခေါ်ပါတယ်နံပါတ်2အနေနဲ့ကတော့တန်မောတန်ကပေါ်မောတက်သွားတယ်အဲ့တော့ပေါ်နံပါတ်နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့တာဟိုက်ဆိုတာကအပေါ်ကနေကြာလာပြီးမှပြန်တက်သွားတဲ့တန်မျိုးလေးပေါ့တာဟိုက်နံပါတ်3တန်ကိုတာဟိုက်လို့ခေါ်တယ်ဒီမှာဒီသင်္ကေတလေးနဲ့ဒါကိုတာဟိုက်နံပါတ်4တန်ကတော့တန်နဲ့ဆိုတာတော့ပေါ်ကနေပြီးမှကြာလာတဲ့တန်နှိမ့်သွားတဲ့အတန်ပေါ့ icon ကိုကျွန်တော်တို့တန်နဲ့ခေါ်ပါတယ်ဒီခုမှာကကျွန်တော်တို့တန်သင်္ကေတလေးရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့တန်ပေါ့ဆိုတာကတော့တန်တစ်ခုပါပဲဒါပေမဲ့ဒီတော့တင်တာနဲ့ပြတယ်မလို့ပါဘူးကျွန်တော်တို့ဒီမှာဖြစ်ရင်ပေါ်မှာပါတင်တာမှာတင်မထားတဲ့ဟာဆိုရင်ကျွန်တော်တို့တပေါ်လေးနဲ့ပတ်ပြအောင်ဖြစ်ပါတယ်အဲ့ဒီတော့တိထားမှာကတန်ထားမှာတန်တင်၅မျိုးရှိတယ်တန်တင်တာမှာတော့ဒီ၄မျိုးပေါ့တန်တင်တာမှာ၄မျိုးရှိတယ်အဲ့ဒီတော့အတန်လေးတွေကိုဘယ်လိုပုံစံမျိုးလေးနဲ့ထွက်ပြရမယ်ဆိုတာကိုကျွန်တော်စပြီးတော့ပြောပြပါမယ်ကျွန်တော်တို့နံပါတ်1တန်မြင်လေးနဲ့စပြီးတော့ထွက်ကြည့်အောင်ဒီကတော့ကျွန်တော်တို့တန်ပြင်လေးနဲ့ထွက်ဆိုတဲ့တန်လေးပါဟုတ်ဒီမှာစာမှာဆိုရေချဝစနလုံးပေါတန်မျိုးလေးနဲ့ထွက်ပြရမှာဖြစ်ပါတယ်နံပါတ်2တန်အဲ့တော့တန်မော်ပေါ့သူ့ကိုအတန်လေးကအပေါ်မော်တက်သွားတဲ့အတန်လေးမြင့်တက်သွားတဲ့အတန်လေးနဲ့ထွက်ရမှာဖြစ်ပါတယ်သူ့ကိုတော့ရေချတန်ပုံစံလေးပေါ့ရေချတန်ပုံစံလေးနဲ့ထွက်ရမှာဖြစ်ပါတယ်နံပါတ်3တန်မတုံးတန်ကတော့နံပါတ်2တန်လေးနဲ့ခတ်ဆင်းပါဒါပေမဲ့သူကတန်ကစိုက်ကြလာမယ်ပြန်ပြီးပုံမြင့်တက်သွားတဲ့တန်လေးနဲ့ဆိုရမှာတန်ဟိုက်လေးနဲ့ဆိုရမှာဆိုတော့သူကိုနည်းနည်းလေးအတန်လေးကတန်ရှိအတန်လေးဆွဲပြီးအတန်လေးရှိပြီးတော့ဆိုရမှာဖြစ်ပါတယ်နံပါတ်4တန်ကျွန်တော်တို့တန်နဲ့ဆိုတာကတော့အတန်ကအောက်ကိုနှိမ့်ပြီးသွားတဲ့အတန်မျိုးပါဒါကတော့ကျွန်တော်တို့ရေးချအောက်ကမြင်တာပါအဲဒီတော့ကျွန်တော်တို့အတန်သင်္ကေတသင်ရမယ်အတန်ဒီမျိုးအတန်သင်္ကေတနဲ့ပါတဲ့အတန်ဒီမျိုးကတော့ဒီမျိုးဖြစ်ပါတယ်ပြန်ဖတ်ပြမယ်တော့တန်ဒီမျိုးဖြစ်ပါတယ်နောက်ဆုံးတစ်ခုတန်ပေါ့ဆိုတာဒီကတော့ကျွန်တော်တို့ဒီနံပါတ်1တန်လေးနဲ့ဆင်ပါတယ်နံပါတ်1တန်မျိုးမှာသူ့ကိုတန်ပေါ့လေးနဲ့တွက်ပြရမှာဖြစ်ပါတယ်အဲ့လိုတန်ပေါ့လေးနဲ့တွက်ပြရမှာဖြစ်ပါတယ်ခုသင်ခန်းစာလေးမှာဆိုရင်ကျွန်တော်တို့စင်တယောက်လို့ခေါ်တဲ့အတန်လေးတန်ထားထွက်ဆိုပုံလေးတွေနဲ့ကျွန်တော်တို့မှတ်သားရမယ့်အကြောင်းအရာလေးတွေကိုသိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ကြီးနဲ့တရားပေါင်းစပ်ခြင်းနဲ့ထွက်ပေါ်လာတဲ့အတန်တွေကိုစင်တယောက်လို့ခေါ်တဲ့အတန်လေးတန်ထားလိုက်ထွက်ဆိုပုံလေးတွေကိုကျွန်တော်တို့ဆက်လက်မျှဝေသွားမှာဖြစ်လို့ကြည့်ရှုအားပေးဖို့ရဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်